ဒီဇလန်ကတော့မိခင်တဦးရဲ့ကြောက်မက်ဖွယ်လက်စားချေမှုအကြောင်းပါမာကွန်းမူးမတ်ကြီးရဲ့အိမ်တော်မှာအစေခံမလေးတဦးဟာတခင်လေးရှိစီရဲ့ရက်ဆက်စွာစော်ကားမှုကိုခံခဲ့ရပါတယ်သူမရဲ့မိခင်ဖြစ်သူအချက်အပြုတ်ဆရာမကြီးဟာတမီးရဲ့ဒဏ်ရာတွေကိုတိတ်ဆိတ်စွာဆေးကြောပေးရင်းရင်ထဲမှာတော့လက်စားချေဖို့အစီအစဉ်ဆွဲခဲ့ပါတယ်နောက်တစ်နေ့မှာသူမဟာတခင်မကြီးအကြိုက်ဆုံးဖြစ်တဲ့ရွှေချီငွေချီကြောက်ကြောဟင်းချိုကိုအထူးပြင်ဆင်ပြီးဆက်သက်ခဲ့ပါတယ်တခင်မကြီးဟာအလွန်ရတာရှိလာတဲ့ဟင်းချိုကိုအားရပါးရတောက်သုံးခဲ့ပါတယ်မကြခင်မှာပဲတခင်လေးရှိစီဟာထူးဆန်းစွာပျောက်ဆုံးသွားပြီး9 ရက်တိုင်ရှာမတွေ့တော့ပါဘူးနောက်ဆုံးမှာတော့တခင်မကြီးဟာထမင်းချက်ကိုခေါ်ယူစစ်ဆေးတဲ့အခါမိခင်ဖြစ်သူကအေးဆက်စွာပြုံးပြီးပြောလိုက်ပါတယ်တခင်လေးဟာတူလာယာကိုပြန်သွားပါပြီးခင်များပိုက်ထဲမှာရောက်နေတဲ့ဟင်းချိုကတခင်လေးပါပဲတဲ့ကိုသားကိုစားမိမှန်းတီးလိုက်ရတဲ့တခင်မကြီးဟာထိတ်လန့်တုန်လှုပ်ပြီးအန်ချပါတော့တယ်မိခင်ဖြစ်သူကတော့သူမောက်ကိုအထင်သေးခဲ့တဲ့သူတွေအတွက်အိမ်မက်ဆိုးတစ်ခုကိုဖန်တီးပေးပြီးဂျင်းနဲ့စွာလက်စားချေနိုင်ခဲ့ပါပြီ